ရာဇီးနဲ့ပြင်သစ်နဲ့ကန်တော့ကနောက်ဆုံးကိုသွင်းသွားတဲ့ Emmanuel Petit သူလည်းဗုဒ္ဓဘာသာပဲကဘာကျော်ဒီဗုဒ္ဓဘာသာဖြစ်ပြီးတဲ့အခါမှာအနိုင်ကိုသွင်းလိုက်လို့ပြင်သစ်ကမ္ဘာဖလားရတဲ့အခါမှာသူ့ကိုအင်တာဗျူးလုပ်တယ်ခင်ဗျားနော်တဲ့တိတ်ပြီးတော့တမာရီကကောင်းတာပဲတဲ့ခင်ဗျားဘောလုံးလာမယ်ဆိုတော့ကြိုတင်မသိလျော်သလားကျွန်တော်ဗုဒ္ဓရဲ့ဆိုကျွန်တော်ညတရားထိုင်တယ်ဒီနေ့တော့မြင်လာကျွန်တော်တက်လက်စားတယ်ကျွန်တော်ပရိစိတ်တယ်ကျွန်တော်ပြီးတော့တရားထိုင်တယ် meditation လုပ်တယ်တော့အဲ့ဒီလိုကြော်ကြားတဲ့ပုဂ္ဂိုလ်တွေဗုဒ္ဓဘာသာဖြစ်ကြောင်းကိုဗာတီကန်ကပုံရမ်းမင်းကြီးကအဲ့ဒီဘာဂျိုလေးကဗုဒ္ဓဘာသာဖြစ်တယ်ဆိုလို့အီတလီကမိန်းကလေးတွေသူ့ကိုချက်လွန်းလုံးတနေ့ကိုတသိန်းလောက်ဗုဒ္ဓဘာသာတွေပြောင်းတယ်ပြောင်းလို့ပုံရမ်းမင်းကြီးဂျွန်ဘောကဟဲ့အောင်မင်းဗုဒ္ဓဘာသာကိုကျွန်တော်ဗုဒ္ဓကိုကြီးညိုတယ်ဗုဒ္ဓဘာသာဖြစ်တဲ့အကြောင်းကိုအများရှိမှမီဒီယာတွေရှောင်းလောကမှာမပြောပါနဲ့မင်းအတွက်မင်းဆက်ပြောနေအီတလီတင်တယ်လို့ဗုဒ္ဓဘာသာတွေဖြစ်ကုန်မယ်သူ့ချက်တာဆိုသိဖော်နီတေးလေးနဲ့လေသိကြိုက်ဘုန်းကြီးပယ်နယ်တီမဝင်လို့တနာပါအဲ့ဒီတော့မြန်အကေးများဖန်နယ်တီများဝင်သွားလိုက်ရင်အီတလီတနိုင်ငံလုံးဗုဒ္ဓဘာသာဖြစ်သွားတော့တယ်အဲ့ဒီဥစ္စာကမ္ဘာဖလားရမှာလေအဲ့လိုမျိုးကြွချားတဲ့သူတွေဒီဘက်ဘက်ခံဗုဒ္ဓဘာသာဖြစ်ကြောင်းမပြောရဘူးတရားဝင်ကြီးညာမဲ့လောက်ခံနေမှာတတ်တော့အင်္ဂလိပ်တွေလည်းလဲတာပဲဘက်ခံကဗုဒ္ဓဘာသာဖြစ်ကြီးညာမဲ့ချိန်မှာဘင်မာကြီးကဘက်ခံကိုခေါ်ရဒီဘက်နင်းကိုစာဝက်ပေးမလို့ကျွန်တော်မပေးပါနဲ့ကျွန်တော်ဆရာဖာကူဆန်းကိုပေးပါကျွန်တော်ငယ်ပါသေးတယ်ဆိုဘင်မာကြီးကစာဝက်ခေါ်ပေးမယ်ဆိုတော့ဘက်ခံလည်းတွန့်သွားပြီးတော့ဗုဒ္ဓဘာသာဖြစ်တယ်လို့မပြောရဘူးဖြစ်သွားဒါကလွတ်လပ်ပါတယ်တိုးတက်ပါတယ်ဒီမိုကရေစီတွေပြည့်ဝစွာရှိပါတယ်ဆိုတဲ့နိုင်ငံတွေမှာလည်းဒီမိုကရေစီခွင့်ရေးတွေအမြဲတမ်းမပြည့်ဝပါဘူးသိစီကျွန်တော်စကားချက်